မင်္ဂလာပါခင်ဗျဒုတိဝရဏရှင်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာအခုဗီဒီယိုလေးက23ရက်6လ2025တနင်္လာနေ့မနက်ပိုင်းအတွက်တကွက်ကောင်းလေးကိုစိုက်လေးနဲ့ကျွန်တော်တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကအခုဗီဒီယိုလေးမှာအပန်းမကြည့်ရင်ဖြစ်ပေါ့နော်လက်မလေးတွေနှိပ်ပြီးတော့ comment လေးတွေနဲ့ကူညီပေးတော့ပါအောင်ခင်ဗျာစိုက်လေးကိုမတွားခင်မှာတော့ကျွန်တော်တပတ်စာကတ်လေးထုတ်ခဲ့ပါတယ်ဗျာပြီးခဲ့တဲ့ဘက်ကတပတ်စာကတ်လေးကနှစ်ခုစလုံးအောင်မြင်ခဲ့ပါတယ်ဒီတပတ်မှာလည်းဒီကျွန်တော်ထုတ်ထားတဲ့နှစ်ခုစလုံးအောင်မြင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ23ရက်နေ့ကနေ29ရက်6လ2025တပတ်စာအတွက်အကောင်းဆုံး break ကတော့6 break ဖြစ်ပါတယ်ခင်ဗျာbreak အားတဲ့နဲ့ကျွန်တော်မိတ်ဆွေများတော့တပတ်စာအကောင်းဆုံး break 6 break ဖြစ်ပါတယ်အခွေအားတဲ့နဲ့မိတ်ဆွေများအတွက်တော့တပတ်စာ346ကိုပူးပါထည့်ခွေရမှာဖြစ်ပါတယ်တပတ်စာ346ကိုလေးလုံးအပူးပါခွေရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်မိတ်ဆွေများဒီကတ်လေးကိုဘောနော်အထောက်ကူရဖို့ကျွန်တော်တင်ပေးလိုက်ပါတယ်ဗျဒါလေးကတော့ကျွန်တော်ပေးနေကြကတ်လေးဖြစ်ပါတယ်ဒီကတ်ထဲမှာတော့တပတ်စာအတွက်ဘောနော်မွေးကနန်းတစ်ကွက်ပါမယ်ဟူးမကျော်ထိပ်စီတစ်လုံးပါမယ်ဗျနော်23ရက်နေ့ကနေကျွန်တော်29ရက်ဒီလာမယ့်အပတ်အတွက်ပေါ့ဗျာနော်အဲ့တော့ထိပ်စီးဟူးမကျော်ထိပ်စီးဖြစ်ပါတယ်တစ်လုံးရှိမယ်ဗျတပတ်စာမွေးကနန်းကလည်းတစ်ကွက်ထဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေကတော့အားတန်ရကိုကျွန်တော်စီမှာလာရောက်ကန်ဆက်နိုင်ပါတယ်နှစ်ခုစလုံးယူခြင်းနဲ့စန္ဒရှိရင်လည်းယူနိုင်ပါတယ်ခင်ဗျာမိတ်ဆွေအတင်းများအနေနဲ့ကတော့9000ကျပ်လေးပေးသွင်းပြီးတော့ယူနိုင်ပါတယ်ခင်ဗျာဆက်တွဲကန်ဆယ်ရမယ့်နံပါတ်လေးတွေကိုကျွန်တော်အောက်မှာရေးပြထားပါတယ်3993459821ဒီနံပါတ်လေးကိုရေးထားတဲ့နေရာကနေဆက်တွဲပေးပါဗျာ3988665338ဒီနံပါတ်လေးကိုလည်းရေးထားတဲ့နေရာကပဲဆက်တွဲပေးပါဖုန်းမဲ့စေဆိုရင်တော့ကျွန်တော်စာပြန်ဖို့ဖုန်းပြန်ပြောဖို့အခက်အခဲရှိမယ်ဗျဒါကြောင့်မို့ရေးထားတဲ့နေရာလေးတွေကနေဆက်တွဲပြီးတော့လာရောက်ကန်ဆယ်နိုင်ပါတယ်စန္ဒမရှိရင်တော့လုံးဝလာမယူပါနဲ့ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ကျွန်တော် site လေးကိုတွားမယ်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့တကွက်ကောင်း site လေးကတော့ဒီဘက် site လေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်၄ပင်မြောက်တော့ရှိနေပြီဗျာနော်အပေါ်ကတပင်ကမမီတော့လို့ကျွန်တော်ကြော်လိုက်ပါတယ်၄ပင်မြောက်ဒီ site လေးကတဲတကွက်ကောင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီဘက် site လေးဖြစ်ပါတယ်ဒီ site လေးကတော့ကျွန်တော်အပင်ရည်နဲ့တောမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့မနက်ပိုင်းထိပ်စီညနေနောက်ပိတ်ပါဝါဖြစ်ခြင်းနဲ့တောမှာဖြစ်ပါတယ်အဲ့တော့ဒီ site လေးရတော့မနက်ပိုင်းအနေနဲ့ဆိုရင်တော့ထိပ်စီးနှလုံးဖြစ်မယ်ဒါမှမဟုတ်ရင်တရက်စာပတ်တီးအနေနဲ့လည်းကျွန်တော်မိတ်ဆွေများကအသုံးပြုနိုင်ပါတယ်ကျွန်တော်မိတ်ဆွေက site လေးကိုလေ့လာပြီးတော့ကိုပိုင်ဉာဏ်လေးနဲ့ခွဲချမ်းစိတ်ဖြာပြီးတော့အသုံးပြုနိုင်ပါတယ်ဗျာနော်အဲ့တော့တွားကြည့်အောင်ဗျာနော်ဒီ site လေးကိုပဲဥစွာတွားလိုက်မယ်ဒီဘက်ကတကွက်ကောင်းလေးကနောက်မှာပေါ့နော်ဒုတိယမှာကျွန်တော်ရှင်းပြလိုက်မယ်ဗျခုငါးတဲ့ပေါ့နော်အဲ့တော့ပထမပင်မှာကျွန်တော်တို့မနက်ပိုင်းထိပ်စီ3ဖြစ်ပါတယ်ဗျညနေပိုင်းနောက်ပိတ်က8ဖြစ်ပါတယ်38ကျွန်တော်ပါဝါဖြစ်တဲ့အချိန်မှာကျွန်တော်မနက်ပိုင်းမှာတုံညကထိပ်စီအနေနဲ့ဆင်တော်ပေးတယ်ကျွန်တော်အနီအောင်မြားလေးနဲ့ပြထားပြနော်တုံညထိပ်စီနဲ့တုံည6ဖြစ်ပါတယ်ပထမပင်မှာတော့ကျွန်တော်မိတ်ဆွေနားလဲအောင်မှာမဟုတ်ပါဘူးဒုတိယပင်လေးကိုဆက်ကြည့်အောင်ဗျဒုတိယပင်မှာကျွန်တော်မနက်ပိုင်းထိပ်စီမှာ6ဗျနော်ညနေပိုင်းနောက်ပိတ်မှာ1ဖြစ်ပါတယ်6 1ဆိုတော့ကျွန်တော်ပါဝါလေးဖြစ်ပါတယ်အဲ့ဒီချိန်မှာတော့ကျွန်တော်ထိပ်စီးမှာတော့တုံညမလာပဲတုံညရဲ့ပါဝါ9ကထိပ်စီးအနေနဲ့ဆင်းသွားတယ်တုံညကတော့ကျွန်တော်နေကုံလုံးပိုင်အနေနဲ့ဆင်းသွားရဗျာနော်ညနေပိုင်းမှာတုံညနောက်ပိတ်အနေနဲ့ဆင်းသွားတယ်ဒါကြောင့်မလို့ကျွန်တော်ကထိပ်စီးလေးယူထားတယ်နောက်ပိတ်လေးsorry နော်ပတ်တီးအနေနဲ့လည်းယူထားတယ်ဗျဒါကလည်းကျွန်တော်ဒုတိယပင်လေးကြောင့်ဖြစ်ပါတယ်ဒုတိယပင်မှာကျွန်တော်မနေ့ပိုင်းမှာတုံညရဲ့ပါဝါ9ကထိပ်စီးဆင်းသွားလို့ပေါ့နော်ကျန်တဲ့ပင်လေးတွေဆက်လေလိုက်ရင်ကျွန်တော်မိတ်ဆွေပို့ပြီးတော့နားလဲသွားမယ်ဗျကျွန်တော်ဒီထဲမှာထူးခြားနေရကအဝါရောင်လေးနဲ့ဝိုင်းထားတဲ့ပါဝါအတွဲကတော့ဒါပြက်တဲ့အပင်ဖြစ်ပါတယ်ပြက်တဲ့အပင်လေးကိုတော့ကျွန်တော်အဝါရောင်လေးနဲ့ဝိုင်းထားတယ်ကျွန်တော်မနေ့ပိုင်းထိပ်စီ9ညနေပိုင်းနောက်ပိတ်ကတုံည9တုံညပါဝါအတွဲဖြစ်တဲ့အချိန်မှာတော့ကျွန်တော်တနေကုန်9ရောပေါ့နော်တုံညရောဆင်းမလာဘူးဗျနော်ဒီပင်လေးကပြက်ပါတယ်နောက်တစ်ပင်လေးကိုကြည့်အောင်ဗျကျွန်တော်၄ပင်မြောက်ပေါ့နော်၄ပင်မြောက်မနက်ပိုင်းထိပ်စီမှာ6ညနေပိုင်းနောက်ပိတ်မှာ1ဖြစ်ပါတယ်
61အဲ့လိုဖြစ်တဲ့61ပါဝါဖြစ်တဲ့အချိန်မှာကျွန်တော်တုံညတီကျွန်တော်ထိပ်စီးအနေနဲ့ဆင်းသွားရဗျာနော်ကျွန်တော်အနီအောင်မြလေးနဲ့ပြလိုက်တယ်တုံညခွန်ဆိုပြီးမှဆင်းသွားပါတယ်ဗျနောက်တစ်ပင်လေးကိုဆက်ကြည့်အောင်ဗျာမနေ့ပိုင်းထိပ်စီးမှာ3ပေါ့နော်မနေ့ပိုင်းထိပ်စီးက3ဖြစ်ပါတယ်ညနေပိုင်းနောက်ပိတ်ကတော့8ဖြစ်ပါတယ်ဗျ38ဆိုတော့ပါဝါအတွဲလေးဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်တုံညတီကျွန်တော်ထိပ်စီးအနေနဲ့ပဲဆင်းသွားပေးတယ်ဗျာနော်တုံည8ပေါ့နော်အဲ့တော့ကျွန်တော်တုံညကထိပ်စီးအနေနဲ့ကျွန်တော်တို့တစ်ကြိမ်နှစ်ကြိမ်3ကြိမ်ဆင်းတယ်ပေါ့နော်အဲ့တစ်ကြိမ်မှာတော့ကျွန်တော်တုံညရဲ့ပါဝါ9ဆင်းထားတယ်တစ်ကြိမ်ကတော့ပြတ်ထားရပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကဒီထိပ်စီးကိုနှလုံးယူလိုက်တာပေါ့ဗျာနော်ဒါပေမဲ့လည်းတုံညဒီကျွန်တော်နေကုန်လုံးပိုင်နေနဲ့လည်းယူလို့ရဗျာနော်ကျွန်တော်တို့9ထိပ်စီးဖြစ်တဲ့အချိန်မှာတော့ကျွန်တော်ညနေပိုင်းမှာကျွန်တော်တုံညဒီနောက်ပိတ်အနေနဲ့လည်းဆင်းထားရဗျာနော်အဲ့တော့နေကုန်ပတ်တီးအနေနဲ့ဆိုရင်တော့တုံညယူလို့ရပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေရှုပ်သွားမလားတော့မသိဘူးပေါ့နော်နားလည်မဲလို့လဲနားလည်နိုင်အောင်လို့လဲကျွန်တော်အကောင်းဆုံးတော့ site လေးဆွဲထားပေးရဗျာနော်အဲ့တော့ကြည့်အောင်ဗျကျွန်တော်တနင်္လာနေ့တော့ပေါ့နော်ကျွန်တော်မနက်ပိုင်းမှာကျွန်တော်နှစ်ထိပ်စီဗျအောက်ဆုံးအပင်ဖြစ်ပါတယ်နှစ်ထိပ်စီဖြစ်ပါတယ်ညနေပိုင်းမှာတော့ကျွန်တော်ခွန်နောက်ပိတ်ဖြစ်ပါတယ်နှစ်ခွန်ဆိုတော့ကျွန်တော်ပါဝါလေးပဲဖြစ်ပါတယ်အဲ့တော့ဆက်ပေးခဲ့ရင်ပေါ့နော်ဆက်ပေးခဲ့ရင်တုံညကတော့ထိပ်စီပေးတာများတယ်ကျွန်တော်အပေါ်ကဒုတိယပင်မှာကျွန်တော်တုံညရဲ့ပါဝါ9ထိပ်ပေးထားတဲ့အတွက်ဒါကြောင့်မို့ကျွန်တော်မနက်ပိုင်းတီးတန့်ဆိုရင်တော့တုံညထိပ်တုံးမဟုတ်9ထိပ်ဖြစ်ပါတယ်အကယ်၍များတုံညဒီထိပ်စီးအနေနဲ့မလာပဲကျွန်တော်နေကုန်အနေနဲ့လည်းလာထားတာလေးရှိတယ်ပေါ့နော်ကျွန်တော်ဒုတိယပင်မှာပဲဖြစ်ပါတယ်ကျွန်တော်60တုံညကနောက်ပိတ်အနေနဲ့ဆင်းထားရပြန်နော်ဒါကြောင့်မို့မနက်ပိုင်းထိပ်စီးတီးတန့်ဆိုတော့တုံည9ထိပ်ဖြစ်ပါတယ်ဒုံမဟုတ်ရင်တော့တရက်စာပတ်တီးအနေနဲ့ကတော့တုံညပတ်တီးဖြစ်ပါတယ်ဗျမိတ်ဆွေကတော့ကိုပိုင်ညံလေးနဲ့ဖြည့်ဆွက်ပြီးတော့ဒီဟာလေးကိုအသုံးပြုပါဗျာအဲ့တော့ကျွန်တော်တို့တကွက်ကောင်းဆိုင်လေးတွားလိုက်မယ်ဗျအဝါရောင်4000နှလုံးထဲမှာကျွန်တော်3တုံညနှလုံးရှိတယ်ဗျနော်3တုံညနှလုံးရှိတယ်အဲ့ဒီနှလုံးကပေါင်းလိုက်ရင်3ရတယ်3ရတဲ့အချိန်မှာကျွန်တော်သူ့ရဲ့ပါဝါပေါ့နော်3ရဲ့ပါဝါ8ကထိပ်စီးအနေနဲ့ဆင်းသွားတယ်ကျွန်တော်အဝါရောင်လေးနဲ့ဝိုင်းထားတယ်3ရဲ့ပါဝါ8ဒီထိပ်စီးအနေနဲ့ဆင်းထားပြီးမှနှလုံးပေါင်းခြင်း3က break အနေနဲ့ဆင်းသွားရဗျနော်8ထိပ်5ပိတ်နဲ့ကျွန်တော်တို့8 5ပေါ့နော်ဒါကပထမပင်ဖြစ်ပါတယ်ဒုတိယပင်မှာကျွန်တော်အစိမ်းရောင်4000နဲ့မှာ8ရဲ့3ရဲ့နှလုံးရှိတယ်8 3နှလုံးပေါင်းခြင်းက1ရတယ်1ရတဲ့အချိန်မှာ1ရဲ့ပါဝါ6ထိပ်ဆင်းသွားတယ်ပြီးတော့1 break လေးဆင်းသွားရဗျနော်အပေါ်ကပင်မှာနှလုံးပေါင်းခြင်း3ရဲ့ပါဝါ8 3 break လေးဆင်းသွားတယ်ဒုတိယပင်မှာနှလုံးပေါင်းခြင်း1ရဲ့ပါဝါ6 1 break လေးဆင်းသွားရဗျအဲ့ဒီအချိန်မှာလည်းကျွန်တော်ထူးဆန်းစွာပဲပေါ့နော်တိုက်ဆိုင်စွာပဲပေါ့ဗျာထူးဆန်းတာမဟုတ်တိုက်ဆိုင်စွာပဲကျွန်တော်9နောက်ပိတ်လေးပဲဖြစ်ပါတယ်9နောက်ပိတ်လေးကိုကျွန်တော်အပြာရောင်လေးနဲ့မြင်တောင်လို့ဝိုင်းပြထားရဗျနော်တတိယပင်လေးကြည့်အောင်ဗျတတိယပင်ကျွန်တော်အနီရောင်4000နဲ့မှာတုံည2နှလုံးရှိတယ်ဗျနော်တုံည2နှလုံးပေါင်းခြင်းက2ရတယ်2ရတယ်ဆိုတော့2ရဲ့ပါဝါခွန်2 break ဖြစ်ရမှာပေါ့နော်2ရဲ့ပါဝါခွန်ထိ2 break ဆိုတော့ကျွန်တော်ခွန်9ဖြစ်ပါတယ်ဗျနော်2ရဲ့ပါဝါခွန်2 break ဆိုတော့ခွန်9 day ဖြစ်ပါတယ်အဲ့တော့အပေါ်ကအပင်လိုမျိုးကျွန်တော်တို့9ဒီ8 9နောက်ပိတ်ဖြစ်ပါတယ်6 9နောက်ပိတ်ဖြစ်ပါတယ်ဒုတိယတတိယပင်အနီအောင်မှာလဲခွန်9နောက်ပိတ်လေးဖြစ်ပါတယ်နောက်တစ်ခုက break လေးတွေက3-1-2ပေါ့နော်စီနီယာလေးတော့ဖြစ်နေတယ်ဗျဒီ site လေးတွေကတော့ကျွန်တော်ကြိုက်လို့တော့တင်ပေးလိုက်တယ်ပေါ့နော်၄ပင်မြောက်တော့ဖြစ်နေပြီဗျတဘောလဲကြလို့ပေါ့နော်ဒီ site ပုံစံလေးကိုကျွန်တော်တဘောကြပြီမဲ့လဲကျွန်တော်မိတ်ဆွေကတော့လေ့လာပြီးမှကြိုက်ရင်တော့ဒီတစ်ခွက်သေးကိုကန်ဆန်းပါဗျာနော်အဲ့တော့ခွန်9တဲ့ဖြစ်ပါတယ်အဲ့တော့9ကကျွန်တော်3ပင်စလုံးမှာနောက်ပိတ်လေးဖြစ်နေတာကလည်းတိုက်ဆိုင်နေတယ်ပေါ့နော်အဲ့တော့ site လေးကောင်းတယ်လို့တော့ပြောပြရစီဗျအဲ့တော့အကောင်းဆုံးကြိုးစားထားတဲ့ဒဲတစ်ခွက်ကောင်းလေးနဲ့ထိပ်စီးပတ်တီလေးဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများနဲ့အတူပေါ့နော်တင်းလာနေ့မနက်ပိုင်းမှာကလေးကကျွန်တော်တို့တွေအဖွင့်လာပြီးတော့ပေါက်ကနန်လေးနဲ့ပျော်ရွှင်ခွင့်ရပါရစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာရပ်လိုက်ပါတယ်ခင်ဗျာ